မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစိတ်ရောကိုယ်ပါကျန်းမာကြက်ခိုင်ဖို့အတွက်ကျွန်တော်လက်ထက်ကကြိုးဆိုပါတယ်ကျွန်တော်တို့နေ့တိုင်းပင်ပန်းစွာနဲ့လေ့ကျင့်နေတာဘာအတွက်လဲလှခြင်းလို့လားတန်ခြင်းလို့လားဒါကမှန်တရားရဲ့တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်အဲတော့ခန္ဓာကိုယ်ဆိုတာနှိမ့်စာပါပြောင်းလဲနေတာပါဒီနေ့တမန်ပဲမဲ့နောက်တစ်ချိန်မှာပုံမင်းချင်းရောက်လာမယ်ဒီမှန်တရားကိုလက်ခံနိုင်ဖို့တတိတရား mindfulness ကခြေကြည့်ပါတယ်ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်နေတာကဒီယုတ်တရားကိုကောင်းကောင်းသုံးချပြီးကောင်းမှုကုသိုလ်တွေလုပ်နိုင်ဘဝကိုတိတ်ပဲရှိရှိဖြတ်သန်းနိုင်ဖို့အတွက်ရှင်တစ်ခုကိုပြုပြင်နေတာနဲ့ကြိုးပါတယ်အစွဲလန်းကင်းကင်းနဲ့ကြည့်ဆိုင်တာမျိုးပါအမှန်တရားကိုနားလည်ပြီးလက်ရှိချိန်မှာအကောင်းဆုံးကြိုးစားနေထိုင်ကြရအောင်ပါချိန်မှာကျွန်တော်လည်းအခမဲ့လာရောက်ဆွေးနွေးနေတယ်လို့trainer နဲ့ဆွေးနွေးကြကစားလို့သူတွေကိုလည်းကြိုးစားပါတယ်နောက်ဗီဒီယိုမှာလက်ဆောင်ကြမယ်နော်စေရောကိုပါကျမပြောရှင်ကြပါစေ